ထွန်းထွန်းမင်္ဂလာဆောင်ကိုလက်ဖက်ငွေ9သိန်းပဲဖွက်လို့လူပြောများနေတဲ့အောင်စပြူမင်္ဂလာပရိသတ်များရှင်ထွန်းထွန်းဟာသူ့ရဲ့မင်္ဂလာပွဲတုန်းကအောင်စပြူကို VIP ဧည့်သည်တယောက်အနေနဲ့လေးလေးစားစားဆက်ဆံဖိတ်ကြားပြီးတော့ဘုံမရွှေရီတို့လင်မယားရဲ့ဘေးမှာတောင်နေရာချပေးခဲ့တာပါအဲ့ဒီလိုမျိုးအရေးပေးခင်ရတာကိုမှမထောင်အောင်စပြူပြန်လက်ဖွဲ့ပြီးလက်ဖွဲ့ကြောင့်မလို့လူကြားထဲမှာအတော်လေးကိုပြောကြဖြစ်နေခဲ့ပါတယ်အောင်စပြူဆိုတာကတညာပွဲရဆက်လွန်လို့ပတ်စံဆိုရင်မလို့ချင်းမဆုံးအောင်ဖြစ်နေရပါတယ်ခရိုနီပေါက်စားတယောက်ပါဒါပေမဲ့လည်းသူဖွဲ့လိုက်တဲ့လက်ဖွဲ့ကတော့မြန်မာငွေ9သိန်းတီးပါတဲ့အခုခေတ်ကမှ9သိန်းဆိုတဲ့ပမာဏကထမင်းသားရည်သားလောက်ပဲရှိတာပါမင်္ဂလာဆောင်ကိုလာတဲ့လူတိုင်းကတယောက်ကိုအနည်းဆုံးစေကနန်းနဲ့ထက်လက်ဖွဲ့ကြပေမဲ့အောင်စီပြည့်လက်ဖက်ငွေတွေကတော့9သိန်းတီးပဲဖြစ်နေတာကြောင့်မလို့ကာယကရှင်ထထတို့ကိုယ်တိုင်အပါဝင်ကျန်တဲ့သူတွေအားလုံးကလည်းအတော်ကိုအံ့ဩခဲ့ရပါတယ်ဒါဟာကက်စီနေတာပဲလားချွေတာတာပဲလားဒါမှမဟုတ်လူကုန်တာတိုင်းဝိုင်းလူရဲ့တမတ်ချက်တွေကိုမသိလို့လားတော့မသိပါဘူးနော်အခုကတော့ VIP ဧည့်သည်တယောက်အနေနဲ့တယောက်ခဲ့ရတာကိုမှမထောက်တော်တော်လေးကိုလေးစားမှုမရှိတာပဲဆိုပြီးအားလုံးဝိုင်းပြောတာခံနေရပါပြီဆေးရုံတင်ထားရတဲ့မိခင်ကြီးကွယ်လွန်သွားတာကြောင့်ဝမ်းနည်းကြေကွဲနေတဲ့နန်းခင်စီယာမိခင်ဖြစ်သူရဲ့နောက်ဆုံးခီးကိုကိုယ်တိုင်နာရေးကားမောင်းပြီးတော့လိုက်ပို့ခဲ့ရတဲ့အတွက်ဝမ်းနည်းရဆုံးပဲလို့ပြောလာတဲ့နန်းခင်စီယာကတော့မိခင်ကြီးဟာအော်တိုဘာလ9ရက်နေ့ညကဆုံးမသွားခဲ့တာဖြစ်ပြီးယနေ့အော်တိုဘာလ10ရက်နေ့မှာတော့သူမကိုယ်တိုင်နာရေးကားမောင်းပြီးတော့မိခင်ကြီးရဲ့နောက်ဆုံးခီးကိုပို့ဆောင်ပေးခဲ့ရတာပါသူမဟာတော့နာရေးကုညင်မှုအသင်းနဲ့အတူမကြာခဏနာရေးကားတွေကိုမောင်းပြီးကုသိုလ်ယူပေးသူဖြစ်ပေမဲ့သူမရဲ့မိခင်ကြီးအတွက်ကိုပိုင်ကားမောင်းခဲ့ရတဲ့အတွက်ယခုအချိန်မှာတော့အရန်ကိုဝမ်းနည်းရဆုံးဖြစ်ပြီးသမီးမငိုဘူးအမိုးဆိုပြီးတော့ပြောဆိုထားခဲ့တာပါမိခင်အတွက်အကောင်းဆုံးပြုလုပ်ပေးခဲ့ပြီးသူမလက်ပေါ်မှာပဲနောက်ဆုံးထွက်သက်ကိုအေးချက်ချက်နဲ့ထွက်သွားခဲ့တာမို့စိတ်ချမ်းသာသွားပြီးအမိုးလို့ပြောဆိုခဲ့တာတွေ့ရပါတယ်အလားမဲ့နန်းခင်စရာရဲ့မိခင်ကြီးတို့မြရွှေဟာတော့မကြသေးမီအချိန်ကကျမရေမကောင်းခဲ့တာဖြစ်တဲ့အတွက်ဆေးရုံတက်ရောက်ကုသပေးနေသူဖြစ်ပြီး